လေပြေတွေရောက်လို့မလာခင်မုန်တိုင်းတွေကြော်ပြည့်ရမယ်မောင်ရံတွေကြီးဆိုပြီးသွားရင်နေအောင်တွေပြန်လေးလက်သွားမယ်အကာအကွယ်တွေမရှိတဲ့ဘဝမှာကြည်စံတွေပဲလို့ခြင်းမလဲလောင်ချိန်နာကတို့ထွက်ကောင်းစားဖို့ရာဒီလူတွေလုံးရလေခြင်းတချို့တွေမပြန်နိုင်တော့ချိန်ချို့တွေပြန်ဆောင်နိုင်တော့ချိန်ချို့တွေမောင်ရံတွေတဲလက်ပြောက်ခဲ့ကြပြီဒီနေ့မှရအောင်မြင်ပြီးရောင်နေတွေလေးချိန်ကဲပဲတင်တို့လေးပြလုံးနိုင်မလားဒီကျဲလေးတွေကျွေလွှဲချိန်တင်တို့လေးပြလုံးရဲ့လားနာခတ်တွေဟာမသေးကြတော့ပါဒီတိုက်ပွဲမှာရတော့ဟာအသွေးနဲ့သားကိုပုံအပ်ထားတင်တို့တွေတကယ်လေးပြလုံးရဲ့လားနင်တို့တွေတကယ်လေးပြလုံးရဲ့လား